hello သတင်းနဲ့အခုထိ update တိလာပြီတိလာဘာဖြစ်လဲဆိုတော့အိနီနာချင်းကဝန်ခံလိုက်ပြီးရုံမာချက်စဉ်းစားကြည့်လိုက်ဒီလက်မှတ်ကိုသူတို့ကိုယ်တိုင်မီးရှို့လိုက်တာတဲ့ကြောက်ပြီလို့ထင်တယ်ဒီသတင်းနဲ့အစတုန်းကဒီဖွားပါနော်သူတို့လိန်မယ်လို့သူတို့ထင်ထားပြီးတော့မပေါက်ဘူးဆိုလိန်လိုက်ပြီးတော့ဆိုအမှုအကြီးသွားပြီးတော့သူတို့မီးရှို့လိုက်တာထင်တယ်အခုကသူတို့ဝန်ခံပြီးအဖွားတော့လည်းဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ तू ကမင်းကရှို့လိုက်ပေးမယ်သူ့မှာအသက်တည်တဲ့အကုန်လုံးရှိတဲ့အတွက်ကြောင့်မို့လို့မှထုတ်လို့ရတယ်ပတ်စံပေးတယ်ရှင်ဒီအိမ်နီးနားချင်းပုံတော့မပါဘူးဗောလေဒီထဲမှာဒါဖွားရဲ့ပုံဒါကကြတော့ထီတဲ့ကလေကျေးဇူးတင်ပါတယ်သူကသူ့ရဲ့ customer ကို तू အလုံးဝအပြည့်လိုက်ပေးတယ်ဟွန်ကဆယ်ထိသွားတယ်ဒီအဖွားကကြတော့ तू တကယ်ဓာတ်ပုံရိုက်ခဲ့တယ်သူ့ရဲ့ထီရောင်းတဲ့ပုံလေးတခါတည်းဓာတ်ပုံရိုက်ခဲ့တယ်အဲ့ထဲမှာလည်းပေါက်တဲ့ကနန်းတွေပါတယ်ဒီအဖွားကြတော့တကယ်ထီပေါက်တယ်ရှင့်မလီကြောက်စရာကောင်းလိုက်တာလူတွေကသူတို့ကအိမ်ရှင်ကသူတို့ကိုယ်တိုင်မီးရှို့လိုက်တာတဲ့အဲ့ဒါအဖွားတကယ်ပေါက်တဲ့ဟာကိုသူတို့ကယူသွားပြီးတော့မှနောက်နေ့ကျအဖွားပြန်လာယူတော့မပေါက်ဘူးလို့ပြောတယ်မပေါက်ဘူးလို့ပြောပြီးတော့အဖွားကိုအာနေမှားတာပါဆိုဒီမနက်ကနေယူသွားပြီးတော့နေပြန်ယူသွားပြီလေဆိုပြီးတော့ပြောတယ်အခုအဖွားပြန်ရပါပြီထီလက်မှတ်ကမီးရှို့ခံလိုက်ရပေမဲ့အဖွားကပြန်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖွားတော့ဝမ်းသာပါတယ်ရှင်ဟိုလူတွေကကြတော့သူတို့ကတရားဥပဒေနဲ့ရင်ဆိုင်ရမှထင်တယ်ပါဆိုတော့သူများပစ္စည်းကိုလည်းယူထားတယ်အဖွားကတော့သူတရားသူဆက်ပြီးတော့ဗာလဲမပတ်သက်ချင်တော့ဘူးအဲ့လိုမျိုးသူတို့ပြန်ပေးလို့ရှိရင်အဖွားကဗာပြောထားလဲဆိုတော့အေးမယူလို့ပြောတယ်ဒါပေမဲ့အခုဒီသတင်းတွေလည်းအရန်ကြီးသွားပြီအကုန်လုံးတိုင်းလုံးတစ်ပြေလုံးစိတ်ဝင်စားနေတဲ့အချိန်မှာဆိုရင်ဟိုဘက်အိမ်မီရှို့တဲ့အိမ်နီးနားချင်းကကြတော့အမှုနဲ့ရင်ဆိုင်ရမှလို့ထင်ပါတယ်အဖွားတော့အရန်ဝမ်းသာတယ်ရှင့်အော်နောက်တစ်ခုပြောစရာရှိတာကကြတော့တကယ်လို့ကိုကထီပေါက်လို့ရှိရင်ဖုန်းထဲမှာစစ်တဲ့နေရာလဲမာယာတင်ထားပေးတာရှိတယ်နော်အဲ့ပြန်ကြည့်လို့ရတယ်ဖုန်းထဲမှာဘယ်လိုစစ်ကမှာလဲဆိုတာသူများကိုယုံကြည်လို့မရဘူးရှင့်တကယ်ချင်းရင်နင်းကလှမ်းစစ်ပေးပါအောင်ဆိုတော့လူတွေရဲ့လောဘပြောလို့မရဘူးပေါ့နော်ကိုကတတိတ်တူနေလဲအဲ့လိုမျိုးထုတ်ဝမှာရမှာဖြစ်ပါတယ်ဒီသတင်းတွေကကြတော့ဖောက်တာရန်ဝန်တာပါတယ်2ရက်3ရက်ရှိပြီကြည်နေတာပေါ့နော်အဖွားပြန်မရမလားအဖွားလိန်နာလားဒါမှမဟုတ်အိမ်နာချင်းပဲလိန်နာလားဆိုပြီးတော့အခုကအဖြေတိသွားပြီသူတို့ကိုယ်တိုင်ဝန်ခံသွားတယ်သူတို့ကမီးရှို့လိုက်တာတဲ့ဝန်ခံလို့လည်းမရအကုန်လုံးကအသက်တင်နေရှိတယ်ထီဆိုင်ကလည်းပြောတယ်ဒီအဖွားပဲဝယ်သွားတာထီတယ်ကလည်းပြောတယ်သူလည်းဓာတ်ပုံရိုက်ထားရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအဖွားကင်သွားပါတယ်ဆိုတဲ့ဟာကိုတော့မှ CCTV တော့ရှိတယ်ဒါပေမဲ့အရန်မကြည့်ဘူးပေါ့နော်ဆိုတော့အခုအဖွားပြန်ရသွားပါပြီဝမ်းသာလိုက်တာရှင်ယေကဲဒီဟာကိုကြည့်ပြီးတော့ဘယ်လိုမျိုးထင်လဲမှတ်ချက်လဲပေးခဲ့လို့ရတယ်နော်ဘိုင်ဘိုင်